မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ရေးထားတာကတော့ဆရာဖေမိရဲ့တန်ဖိုးထားအပ်သောအရာများစာအုပ်ထဲကကောင်းနှုတ်ချက်တချို့အကြောင်းပါပဲ ဟုတ်ကဲ့ရှင်လူတွေဘာတွေကိုတန်ဖိုးထားကြသလဲအဲ့ဒီတန်ဖိုးထားမှုတွေဥပမာတာဝန်တို့ဂုဏ်သိက္ခာတို့ကိုကျင့်တရားတို့ပေါ့လေအဲ့ဒါတွေကဘယ်လိုအတိတ်ပဲတက်ရောက်လဲအထူးသဖြင့်အဲ့ဒီတန်ဖိုးတွေတစ်ခုနဲ့တစ်ခုထိတိုက်တွေ့လာတဲ့အခါမျိုးမှာပေါ့နော်ဟုတ်ကဲ့ဘယ်လိုအချက်ရိုက်မှုတွေကြုံရလဲနော်ပြီးတော့ယဉ်နီမှုတို့အကွာအဝေးတို့လို့အချက်တွေကတန်ဖိုးဖြတ်ပုံကိုဘယ်လိုများတက်ရောက်နေသလဲပေါ့အဲ့ဒါတွေကိုတမိုင်းအဖြစ်ပြက်လေးတွေပုံမြင်လေးတွေနဲ့ရှင်ပြီးတော့ဆွေးနွေးကြည့်ကြတာပေါ့နော်ဟုတ်ပါတယ်ပထမဆုံးစိတ်ဝင်စားစရာတွေ့ရတာကတချို့လူတွေအသက်ကလေသူတို့ရဲ့တာဝန်သူတို့ကင်ဆွေးရတဲ့အခြေခံမှုတွေကကိုယ်အသက်ထက်တောင်ပိုအရေးကြီးခဲ့တယ်ဆိုတဲ့အချက်ပဲဟုတ်တယ်ရှင်တမိုင်းထဲမှာဥပမာတွေရှိခဲ့တယ်နော်ဥမာAD ခုံးစစ်ကိုကအုံပီမျိုးကစစ်သားတွေရော VSUS မီတောင်ပေါက်ကြတော့တမျိုးလုံးပြေးနေကြတယ်အသက်လူပြီးတော့ဟုတ်တယ် तू ကသူ့တာဝန်ကြတဲ့နေရာနေမခွာဘူးအဲ့ဒီမှာပဲတောင်းခံရင်အဆုံးသတ်သွားတယ်အဲ့ဒါသူ့ရဲ့ရေစွမ်းတတိထဲတာဝန်တိစိတ်ကိုပို့ပြီးတော့တိမပြုတ်ထင်တယ်လို့ဆိုတယ်သူ့ရဲ့တန်ကမောက်တို့6ဝက်တန်စားတို့အခုဒီ Nobel Spit Tag မှာရှိနေတော့ဆိုတော့တော်တော်လေးခိုင်မာတဲ့တက်တွေပဲနော်တာဝန်သိမှုကတကယ်ကိုအမခန်းပဲဟုတ်ပါတယ်အဲ့လိုအသက်ကိုဗราဏမထားပဲတန်ဖိုးတစ်ခုကိုစုပ်ကန်ခဲ့တဲ့နောက်တစ်ယောက်ကတော့ Socrates ပေါ့နော် Greek သွေးခေါ်ပညာရှင်ဟုတ်ကဲ့ Socrates အသင်တရားယုံကတေးတန်ချတယ်သူ့မိဆွေကlaptop ပြီးထောင်ဖောက်ပြေးဖို့လုပ်ပြီးတယ်စူးစမ်းရတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့ तू လက်မခံခဲ့ဘူးဘာလို့လဲဆိုတော့ तू တန်ဖိုးထားတဲ့တရားဥပဒေကိုလေးစားမှုသူ့ရဲ့ဂုဏ်သိက္ခာသူ့ယုံကြည်တဲ့အမှန်တရားတွေအဲ့ဒါတွေရတော့ तू ကအစိတ်ခွက်ကိုပဲရွေးချယ်လိုက်တယ်ဒီညင်နေပဲနော်အဲ့ဒါတွေကတော့ပြတ်သားတဲ့ရွေးချယ်မှုတွေပေါ့ဒါပေမဲ့တန်ဖိုးထားမှုတွေအချင်းချင်းလာပြီးတော့ထိတ်တိုက်တွေ့တဲ့အခါကျတော့ပိုခက်မယ်ထင်တယ်ဟုတ်တယ်ရှင်အဲ့ဒီအခါကျရင်တော်တော်လေးဆုံးဖြတ်ရခက်သွားပြီမြန်မာရဝင်တဲ့ကငန်းခင်ညိုဇလန်းလိုမျိုးကိုငန်းခင်ညိုတူတကယ်ငါးစီရှင်ကျော်စွာကစစ်ကိုင်းမင်းကိုတော့လူကျန်ဖို့ခိုင်းလိုက်တယ်တာဝန်ပေးလိုက်တာပေါ့ဟုတ်တယ်ဒါပေမဲ့ဟိုဘက်လုတ်ကြံရမယ်စစ်ကိုင်းမင်းစီရောက်သွားတော့မမျောလင့်ပဲသူ့ထမင်းကိုစားမိသွားတယ်အဲ့ဒီမှာပြဿနာစတာပဲကျေးဇူးရှင်ဖြစ်သွားရောဟုတ်ဆိုတော့တစ်ဖက်ကတခင်ပေးတဲ့တာဝန်တစ်ဖက်ကထမင်းကျွေးတဲ့ကျေးဇူးရှင်ပေါ်ထားရမယ်ကိုချင်းတီလာအဲ့ဒီနှစ်ခုကြောင့်မှသူကများသွားတယ်နောက်ဆုံးတော့သူကကိုချင်းတရားသက်ကိုရွေးလိုက်တယ်ဖင်းအသက်ကိုချမ်းသာပေးခဲ့တယ်ဒါပေမဲ့တာဝန်အရာအမတ်သားလေးတို့ယူခဲ့ရတည်တယ်နော်ဟုတ်ကဲ့ဒါပေမဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူ့တခင်ငါးစီရှင်ကျော်စွာဟာသူ့ရဲ့အဲ့ဒီကျေးဇူးတီးတက်မှုကိုအတိအမှတ်ပြုတယ်ဆိုတာပဲဟုတ်ကဲ့ဒါကတမျိုးပေါ့ဒီလိုအချက်အတင်းမျိုးမှာပဲလုံးဝပြောင်းပြန်ရွေးချယ်မှုမျိုးလည်းရှိပြန်ရောဟုတ်ပါစပါတာကောင်းဆောင်ဆုစ်လိုမျိုးပေါ့ဆုစ်သူကရောစစ်အောင်နိုင်ရေးကိုရှေ့တန်းတင်လိုက်တယ်ကတိသစ္စာထက်ပိုအရေးကြီးတယ်လို့သူယူဆခဲ့တယ်ရန်သူဝိုင်းထားလို့ရေငတ်နေတော့သူ့တပ်သားတွေရေတောက်ခွင့်ရဖို့နေမီစွန့်ပါမယ်လို့ဂတိပေးလိုက်တယ်ဂတိတော့ပေးလိုက်တယ်ဟုတ်တယ်ဒါပေမဲ့တပ်သားတွေတောက်ပြီးတော့သူကိုယ်တိုင်ကရေမတောက်ပဲနဲ့အားလုံးမတောက်ရသေးတာဆိုရင်အကြောင်းပြချက်နဲ့ဂတိဖြတ်ပြီးတော့စစ်ဆက်တိုက်တယ်အဲ့ဒီမှာသူစစ်နိုင်သွားပြီမဲ့ဟုတ်တယ်စစ်နိုင်မဲ့သမိုင်းမှာတော့ဂတိဖြတ်သူလေစားသူဆိုပြီးနာမည်ပြတ်သွားရောသူမျိုးဆက်တဲ့တောင်သူ့နာမည်ကိုစစ်မခံကြလို့မျိုးရိုးနာမည်ပြောင်းပြရတဲ့အထီးပဲဆိုတော့ဟုတ်ကဲ့ဂုံတိခါတို့ထိခိုက်လွားတာပေါ့အဲ့ဒါနဲ့လုံးဝဆန့်ကျင်မဲ့ဥပမာကတော့ Roma စစ်ကောင်းဆောင် Regulus ပဲRegulus သူကကာသေရှ်တီစီမှာစစ်တုံးပန်းဖြစ်နေတော့ Roma နဲ့ငင်းချမ်းရေးဆွေးနွေးကိုအခွင့်အရေးရတယ်သူဂတိပေးခဲ့တယ်အောင်ကိုမြင်ရင်ကာသေရှ်ကိုပြန်လာခဲ့ပါမယ်ဆိုပြီးတော့ဟုတ်ကဲ့အဲ့ဒီအတိုင်းပဲ Roma ကိုပြန်လာတယ် Roma ရောက်တော့ငင်းချမ်းရေးမယူပဲစစ်ဆက်တိုက်ဖို့သူကတိုက်တွန်းတယ်နိုင်ငံကျိုးတော့ပေါ်လေဟုတ်ကဲ့ပြီးတော့သူပြေးခဲ့တဲ့ဂတိအတိုင်းရန်သူလက်ထဲကိုပြန်သွားတယ်ဟာအဲ့ဒီမှာအငင်းဆက်ခံရပြီးအသက်ခံလိုက်ရတယ်ဒါကတော့တော်တော်လေးအဆုံးရောက်တဲ့ဆုံးဖြတ်ချက်ပဲနိုင်မဲ့ကြိုးရောကိုဂတိသစ္စာရောနှစ်ခုလုံးအတွက်အသက်ပြေးသွားတာဟုတ်ပါတယ်ဒီဥပဒေကြည့်ရင်တန်ဖိုးထားမှုဆိုတာအချိန်နဲ့အချိန်အခါပေါ်မှုဒီပြီးတော်တော်လေးရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေလိုအပ်တာကိုပြနေတယ်လို့ပဲနော်ဟုတ်တယ်ရှင်နောက်တစ်ပိုင်းဆက်ကြည့်လို့ရတာကလူတွေရဲ့အမြင်ပေါ့ပြီးတော့ယဉ်နီးမှုအဲ့ဒါတွေကတန်ဖိုးဖြတ်တဲ့နေရာမှာဘလို့လွှမ်းမိုးနေလေဆိုတာပဲအယောဝင်လို့ရင်အယိုးသေးတန်တယ်ဆိုတဲ့ဆိုရိုးလိုမျိုးလားဟုတ်တယ်အီဆော့ရဲ့မြေခွေးနဲ့ချင်းတဲ့ပုံမြင်လို့ပေါ့ပထမတွေ့တော့ကြောက်ပြီမဲ့ခဏတွေ့တော့အထင်သေးလာတာမျိုးဟုတ်ကဲ့
လာဖုန်တင်းရဲ့ကိုလာအုပ်ပုံပြင်တာလဲဒီသဘောပဲယင်းနီးကျွမ်းဝင်မှုများလာရင်လေးစားမှုညွတ်သွားတတ်တယ် နောက်ပြီးတော့နီလုံးရမမြင်တတ်ဘူးဆိုတာကော အဲ့ဒါလည်းရှိသေးတယ်ဟုတ်တယ်ကိုအနားမှာမြဲရှိနေတဲ့အရာကြတော့တန်ဖိုးရှိမှမသိဘူးအဝေးကအရာကြမှာအထင်ကြီးတတ်ကြတယ် လာဖုန်တင်းရထင်းစီပုံမြင်လို့မျိုးပေါ့နော်အဝေးကကြည့်တော့သင်္ဘောကြီးထင်းနေတာ ဟုတ်အနားရုံမှာထင်းစီမှန်းတွေ့ရတယ်ဒါမှမဟုတ်ဟိုတရုတ်ပုံမြင်တဲ့လို့ကြက်ဖားနဲ့တောင်းငန်းဖြူ အော်ဂျပန်နဲ့တွန်းအားဖြူ ကိုယ့်ရင်ကအရေးချင်းရှိတဲ့ကြက်ဖားကိုတော့အရေးမလို့ဘူးအဝေးကတောင်းငန်းဖြူကြောင့်မှချီးမွမ်းကြတော့မျိုးပေါ့ ဒီလိုအကွာဝေးကနေလေးစားမှုတိုးအောင်လုပ်တဲ့နီလန်းကိုတကယ်တုံးခဲ့တဲ့သူရှိတယ်နော်မီဒီယာပြီးကဘရင် Diosis လား ဟုတ်ပါတယ် Diosis သူကတရားမျှတမှုနဲ့နာမည်ကြီးလာတော့လူတွေကသူ့ကိုဘယင်တင်မြောက်ကြတယ် ဟုတ်ကဲ့ ဘယင်ဖြစ်လာတော့သူကခန်းလာတဲ့နန်းတော်တို့ကိုရန်တော်တို့တောင်းတယ်ပြီးတော့တီးတန့်နေတယ်လူတွေနဲ့တိုက်ရိုက်မတွေ့တော့ဘူး တမင်တရားအကွာဝေးတစ်ခုဖန်တီးလိုက်တာပေါ့ ဟုတ်တယ်သူ့ကိုတွေ့ရခဲလေသူကပို့ပြီးလွတ်ဝဲစမ်းကြဲပဲလို့ဖြစ်လေလူတွေကပို့ပြီးတော့လီးစားကြည်ညိုလာလေးပဲအကွာဝေးရဲ့အစွမ်းကိုသူကကောင်းကောင်းအသုံးချသွားတာ ဒါကလည်းစိတ်ဝင်စားစရာလူတဘာဝတစ်ကွက်တယ်နောက်ဆုံးအနေနဲ့လက်ခံနိုင်စွမ်းနဲ့လွတ်ချခြင်းအကြောင်းလေးနည်းနည်းပြောချင်အောင် အိမ်ဆုပ်ဖြစ်စပစ်တီချင်းသောမြေခွေးပုံပြင်မော့လူတော်များများသိပါတယ် ဟုတ်တယ်မရနိုင်တဲ့ရောက်ကိုအပြစ်တင်တတ်တာ ဟုတ်တယ်အဲ့ဒီသဘောကိုပြတယ်ဒါပေမဲ့လာဖုန်သိန်းကတော့တစ်ဖက်ကပြန်ကြည့်ရဲ့မဖြစ်နိုင်တဲ့အရာကိုစပ်ပြီးစိတ်ဆွဲမနေပဲတန်ရိုးစင်ဖြတ်လိုက်နိုင်တာကလည်းကောင်းတဲ့အချက်ပဲလို့ဆိုပြန်ရော အဲ့လိုအကောင်းဘက်ကရှုမြင်ရလဲရှိတာပေါ့နောက်တစ်ခုကပလေးအနာချစ်တဲ့လူရဲ့ပုံရိပ် ဟုတ်ကဲ့တန်ဖိုးကြီးပလေးမာကအသေးအမွအနာစာလေးတစ်ခုပါတယ်အဲ့ဒါကိုဖြေရှားဖို့စူးစမ်းရင်နဲ့နောက်ဆုံးတော့ပလီတစ်လုံးလုံးကုန်သွားတော့ တင်းငယ်တဲ့ချွေးရင်ချက်ကိုအာယုံဆိုင်လို့ရင်ရာတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတဲ့သင်ခန်းစာပဲ ဟုတ်ပါတယ်ရှင်ဒီတော့ဒီကောက်နှုတ်ချက်ဒီအားလုံးကိုခြုံကြည့်လိုက်ရင်ဆရာဖေမင်းကတမိုင်းအဖြစ်ဖြစ်ဒီပုံမြင်တွေကနေတဆင့်ပေါ့လေတာဝန်ဂုံသိက္ခာကိုကျင့်တရားဆိုတဲ့တံမိုးထားမှုတွေကဘယ်လောက်ထိရှုပ်ထွေးသလဲတခါတလေမှာတစ်ခုနဲ့တစ်ခုဘယ်လိုစန့်ကျင်နေတတ်တယ်လဲဆိုတာကိုပြတယ် ဟုတ်ကဲ့ပြီးတော့လူတွေရဲ့ဆုံးဖြတ်ချက်တွေကအခြေအနေအမြင်ရင်းနှီးမှုအကွာဝေးအဲ့ဒါတွေပေါ်မှာဘယ်လိုမီဒီပြောင်းလဲနေတယ်လဲဆိုတာကိုလည်းထင်ဟပ်ပြထားတာတွေ့ရပါတယ် ဟုတ်တယ်ရှင်စဉ်းစားစရာတွေအများကြီးပဲ ဒါကြောင့်ဒီအချက်တွေကလက်တွေ့ဘဝအတွက်ပြန်ပြီးဆင်ခြင်စရာတွေပြပါတယ်။ဥပမာကိုယ့်အတွက်လုံးဝအယောက်မပြေနိုင်တဲ့ကိုယ်ပိုင်တန်ဖိုးထားမှုဆိုတာဘာမှဖြစ်မလဲ ဒီစကားတွေလိုပဲတာဝန်ဂုဏ်တိခါကိုကြိုးအများကြိုးတွေထိတ်တိုက်တွေးလာတဲ့အခြေအနေမျိုးကြုံဖြစ်ရောဘယ်လိုဆုံးဖြတ်ချက်မျိုးကိုယ်တိုင်ချမိမလဲ စဉ်းစားကြည့်ဖို့ကောင်းတယ်နော် ဟုတ်ပါတယ်နောက်ပြီးတော့လက်တွေ့ဘဝမှာကြုံရတဲ့မဆုံးလင်းမှုတွေအပြည့်အနာစားလေးတွေကိုကောဘယ်လိုနီးလာနေတဲ့လက်ခံကျော်လွှားနေတယ်လဲဆိုတာတွေကိုဆက်ပြီးတော့ကိုယ်တိုင်အတွေးပွားကြည့်ဖို့အချက်လေးတွေခြံထားခဲ့ချင်ပါတယ်ခင်ဗျာ